Hi ကျွန်တော်ဒီချက်တွေမတီးခင်ရဆိုရင်ကျွန်တော် TikTok မှာ view တွေ like တွေ follower တွေလုံးဝမရှိခဲ့ဘူးကျွန်တော်ဒီအချက်တွေကိုတည်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော် view တွေ follower တွေ like တွေကျွန်တော်အများကြီးရခဲ့တယ်အဲ့ဒါဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ဒီနေ့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခဏလေးပါဗီဒီယိုလေးမှစခင်မှာကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီပေးခဲ့လို့ရပါတယ်ဗျဒီတလားနှစ်လတွင်ကျွန်တော်ရဲ့ YouTube channel ကို subscriber 3K ပြည့်အောင်ကျွန်တော်ကြိုးစားနေပါတယ်ဒီကလည်းကျွန်တော်တယောက်တည်းလုပ်ဖို့လုံးဝမဖြစ်နိုင်ဘူး brother တို့ရဲ့အကူအညီနဲ့ကျွန်တော်ရဲ့ channel ကို subscriber လုပ်ပေးရင်ကျွန်တော်ပြည့်နိုင်ပါတယ်ဗျ brother တို့ရဲ့အကူအညီနဲ့ဒါကြောင့်မို့ brother တို့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျ Play Store ကိုသွားပြီးတော့ auto click ကဆိုပြီးတော့မိတ်ဆွေတို့ကရိုက်ရှာပြီးတော့ down ပေးရပါမယ်ဗျကျွန်တော်ကတော့ down ပြီးသားဖြစ်တယ်တောင်းပြီးကျွန်တော်တို့ auto click ကားလေးကိုဝင်လိုက်မယ်ပြီးရင် okay ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ setting နဲ့ရောက်သွားပြီဆိုရင်ကျွန်တော်တို့ download app ထဲကိုသွားမယ်ပြီးရင် auto click ကားလေးကိုကျွန်တော်တို့ဖွင့်ပေးလိုက်ပဲကျွန်တော် second ပြည့်သွားရင် okay လေးတစ်ချက်နှိပ်လိုက်မယ်ပြီးရင် back ထွက်မယ်ကျွန်တော်ဒီမှာကျပြော3ခုရှိရ3ခုတည်းမှာကျွန်တော်တို့အလဲဟာကိုကျွန်တော်တို့နှိပ်ပြရပါမယ်နှိပ်ပြီးကျွန်တော်တို့ TikTok တွေကိုသွားမယ်အဓိကကျွန်တော်တို့ TikTok က2ကောက်ရှိဖို့လိုအပ်တယ်ကျွန်တော်တို့ကို view လိုချင်တဲ့အကောက်ကိုကျွန်တော်တို့တခြားကောက်နဲ့ဝင်ပြီးတော့ကြည့်ရပါမယ်ခုကျွန်တော်တခြားကောက်တွေဝင်ထားတယ်ကျွန်တော်ကိုလိုချင်တဲ့ view လိုချင်တဲ့ video file တွေကိုကျွန်တော်ဝင်ပြီးတော့ကျွန်တော်ကြည့်မယ်ပြီးရင်ကျွန်တော်အဝါရောင်မြားလေးကိုကျွန်တော်နှိပ်မယ်ပြီးရင်ကျွန်တော် number 1ဆိုတာလေးကိုကျွန်တော်အောက်ဆွဲချက်လိုက်မယ်ဒီမှာကျွန်တော်တို့ millisecond ကိုကျွန်တော်တို့40ပြလိုက်မယ်နောက်ထပ်ထပ်ပြီးတော့ယူမယ်ကျွန်တော်တို့2ကိုလည်းကျွန်တော်တို့အဲ့လိုပဲ millisecond ကိုကျွန်တော်40ထားပေးမယ်ပြီးရင်ကျွန်တော်တို့ play လိုက်မယ်အဲဒါကျွန်တော်တို့ video လေးကအပေါ်အောက်ရွှေ့နေပြီကျွန်တော်တို့တရားအပေါ်အောက်ရွှေ့ရဆိုရင်ကျွန်တော်တို့ရဲ့ video ကိုကျွန်တော်တို့လူအများမြင်အောင်ကျွန်တော်တို့လုပ်ပြရပဲဖြစ်ပါတယ်ဗျကျွန်တော်ပြောရင်ကျွန်တော်တို့ video ကို refer လုပ်လို့မျိုးပါပဲကျွန်တော်တို့အဲ့ဒီလိုလုပ်ပြီးကျွန်တော်တို့ရဲ့ video file တွေကကျွန်တော်တို့ for you လို့အမှန်တခြားလူတွေဒီမှာတော့ကျွန်တော်တို့တွားပြီးတော့ပြရတယ်ပြရတဲ့အတွက်ကျွန်တော်တို့က view ကအစစ်မှန်အမှန်ကန်နေပဲကျွန်တော်တို့ view ကရတယ်မိတ်ဆွေတို့က video ကဖန်တီးထားတာလုံးဝကောင်းတယ်ကျွန်တော်ဘူးတရတယ်တခုခုကိုဟာတာရတာဖြစ်စေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ TikTok user တွေကမိတ်ဆွေရဲ့ video ကိုကျွန်တော်တို့ like တွေ follower တွေပေးပါပဲဖြစ်ပါတယ်ဗျတကယ်လို့မိတ်ဆွေရဲ့ video ကဘေးမတာ video ကမကောင်း quality နဲ့မကောင်းဆိုရင်မိတ်ဆွေတို့ရဲ့ video က view ပဲရပါမယ် like ကလုံးဝမရပါဘူး follower လည်းလုံးဝမရပါဘူးဒီကတော့မိတ်ဆွေတို့ရဲ့ video ကိုကောင်းကောင်းမွန်မွန်လေးဖန်တီးပြီးတော့ခုကျွန်တော်လုပ်သလို auto click နဲ့ view တွေအများကြီးရအောင်လုပ်လို့ရပါတယ်